နဲ့အတူ GED ဆိုတာဘာလဲဆိုတဲ့မိကုန်းလေးကျွန်တော်အတူလေ့လာကြပါမယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့ KMB College ရဲ့ knowledge sharing session ကနေပြီးတော့အားလုံးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်နဲ့အတူ GED ဆိုတာဘာလဲဆိုတဲ့မိကုန်းလေးကျွန်တော်အတူလေ့လာကြပါမယ်ခင်ဗျာဟုတ်ကဲ့ပထမဆုံးအနေနဲ့ကျွန်တော်တို့ GED ဆိုတဲ့စကားလုံးကဘယ်ဟာကိုကိုစားပြုလဲဆိုရင်ကျွန်တော် General Education Development ဆိုတဲ့စကားလုံးကိုကျွန်တော်ကိုစားပြုပါတယ်ခင်ဗျ။သူကတော့အဓိကဘယ်လိုပုံစံမျိုးနဲ့အလုပ်လုပ်လဲဆိုတော့ကျွန်တော် High School Equivalency ဆိုတဲ့အထက်တန်းအောင်မြင်ပြီးဆုံးကြောင်းလက်မှတ်တစ်ခုအနေနဲ့ကျွန်တော်အလုပ်လုပ်ပါတယ်။သူ့ကိုတော့ကျွန်တော်ဘယ်နေရာမှာစတင်ပြီးတော့ပေါ်ထုတ်ခဲ့ရလဲဆိုရင်ကျွန်တော် World War II အပြီးမှာစစ်ပြန်တဲ့အတွက်အချိန်ကာလတိုအတွင်းမှာအောင်မြင်မှုကိုထုတ်ပေးနိုင်မဲ့ပညာရေးတစ်ခုအနေနဲ့ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့အသိမှတ်ပြုပေးခဲ့တဲ့နေရာကတော့ကျွန်တော်တို့ ACE လို့ခေါ်တဲ့ American Council on Education ဆိုတဲ့ department ကနေပြီးအသိမှတ်ပြုပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ GED ဆိုတာကတော့ကျွန်တော်တို့တွေကတစ်ကမ္ဘာလုံးဆိုင်ရာအသိမှတ်ပြုထားတဲ့ပညာရေးလက်မှတ်တစ်ခုဖြစ်ပါတယ်သူ့ရဲ့နာမည်ကိုကျွန်တော်တိတိကျကျပြောရမယ်ဆိုရင်တော့ကျွန်တော်တို့တွေက Higher Secondary Education Certificate လို့ကျွန်တော်တို့ခေါ်လို့ရပါတယ်နိုင်ငံပေါင်း85နိုင်ငံနေပြီးတော့ကျွန်တော်အသိမှတ်ပြုထားတာဖြစ်ပါတယ် US မှာတက္ကသိုလ်တော်တော်များများမှာကျွန်တော်တို့လက်ခံနေပြီးတော့တကမ္ဘာလုံးမှာဆိုရင်လည်း University တွေကကျွန်တော်တို့ရစတင်လက်ခံလာပြီဖြစ်ပါတယ်။ဆောင်ရွက်ဖြစ်တဲ့အချိန်မှာလည်း regulation ဆိုတာနဲ့ဖြည့်ဆို့လို့ရပါတယ်။ exam ကိုကျွန်တော်တို့ဒီနေ့မှဖြည့်ရမယ်ဆိုပြီးအတိအကျ date သတ်မှတ်ထားခြင်းမရှိဘူး။ကျောင်းသားတယောက်ကမိမိတို့စာလုပ်ပြီးသွားပြီစာလုံလောက်ပြီဆိုရင်တော့ကျွန်တော်တို့ exam center မှာသွားရောက်ပြီးတော့မိမိရဲ့ date တွေပဲလိုက်ဖြည့်ဆို့လို့ရပါတယ်ခင်ဗျာ။လက်ရှိအချိန်မှာဆိုရင်ကျွန်တော်တို့ရဲ့ GED က trend အဖြစ်ဆုံး education certificate တခုလို့ကျွန်တော်ပြောလို့ရတယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့စစ်တမ်းကောက်ယူခဲ့တဲ့ data တွေအရဆိုရင်ကမ္ဘာပေါ်မှာလူတန်းပေါင်း20ကျော်လောက် GED ကိုအောင်မြင်မှာဖြည့်ဆို့ပြီးတော့ပါပြီခင်ဗျာ။ဒီမှာကျွန်တော်ကမ္ဘာပေါ်မှာ GED ကိုလက်ခံတဲ့ university ပေါင်းထောင်နဲ့ချီပြီးတော့ကျွန်တော်ရှိလာပါတယ်။ကဲအသင်းမှာနိုင်ငံသားသွားခြင်းနဲ့အိမ်မက်တစ်ခုရှိတယ်။နိုင်ငံမှာဆက်လက်ပြီးတော့ပညာသင်ကြားခြင်းနဲ့ဆိုရင်တော့သင်သွားမဲ့နိုင်ငံမှာရှိတဲ့ university တွေက GED ကိုလက်ခံထားဆိုတော့ဒီ link လေးမှာကျွန်တော်ဝင်ရောက်ပြီးတော့ကြည့်ရှုလေ့လာနိုင်ပါတယ်။ဒီ link လေးကိုကျွန်တော်ပြီးသွားရင် comment box လေးမှာလည်းထည့်ပေးထားပါဦးမယ်ခင်ဗျာ။